Hello အားလုံးပဲမင်္ဂလာပါအခုလက်တလောမမို့အရန်သဘောကျနေတဲ့ coffee ဆိုင်တစ်ဆိုင်ကိုခေါ်သွားချင်ပါတယ်အတူတူလိုက်ခဲ့ကြအောင်နော်နေရာကတော့ BTS Array ရဲ့ Exit 2ကနေဆင်းလိုက်ပြီဆိုတာနဲ့ဆိုင်ရောက်ပြီဆိုတော့သွားလာရေးအတွက်ကတော့တော်တော်လေးအဆင်ပြေရပေါ့နော်ပုံမှန်မြင်နေကြ Cafe Amazon နေနဲ့လုံးဝမတူဘဲနဲ့ BTS Arena မှာဟိုတလောကမှအသစ်ဖွင့်ထားတဲ့ပန်းချံလေးတစ်ခုနဲ့တူတဲ့နေရာသစ်လေးပေါ့နော်ကောင်မလေးတွေအကြိုက် luxury ဆန်တက်ဖို့ရိုက်လို့ရတဲ့ photo spot လေးတွေလည်းအများကြီးရှိပါတယ်။အထဲမှာကအလောက်ထိုင်လို့လို့ကောင်းတဲ့ co-working space လိုနေရာလေးလည်းအများကြီးရှိတယ်။နောက်တစ်ခုကကောင်လေးနဲ့ coffee ထိတ်မယ်ဆိုလို့ရှိရင်လည်းဒီနေရာလေးကိုရွေးတင်တယ်နော်။မမကတော့ပိတ်ရက်တုန်းကသွားခဲ့တာဆိုတော့ခုံနေရာရဖို့အတွက်တော့နည်းနည်းလေးစောင့်ခဲ့ရပါတယ်။အပေါ်ဆုံးတက်မှာကြတော့ Cafe Amazon ကနေပြီးတော့ coffee နဲ့ပတ်သက်ပြီးရထားတဲ့စုတွေကိုပြထားတယ်ပေါ့နော်နောက်တစ်ခုထူးခြားတာကတခြား Cafe Amazon တွေမှာလုံးဝမရတဲ့ special menu တွေဒီဆိုင်မှာရတယ်အောက်ဆုံးအလွှာမှာကြတော့ coffee နဲ့ပတ်သက်တဲ့ menu တွေအပြင် cake တွေနောက်ပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ပေါင်မုံလေးတွေအများကြီးရှိပါတယ် matcha နဲ့ပတ်သက်တဲ့ special menu တွေမှန်သမျှဒုတိယအလွှာမှာမှာလို့ရပါတယ်ကိုမလိုက်တဲ့ matcha ကိုသူတို့ wix လုပ်ပေးနေတာကိုလေကိုရန်ကိုကြကြည့်ရတဲ့ fee ရလေဘာနဲ့မှမတူရမ်းမိုက်တယ်နောက်ထပ်နေရအမိုက်စားလေးတွေကိုသိကျင်နေဆိုလို့ရှိရင်တော့မို့ရဲ့ Mo Diaries ကို follow လုပ်ထားပေးအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော် bye bye